ချန်ပီယံအာဆင်နယ်နဲ့ပရီးမီးယားလိရဲ့ Guard of Honor အဆင့်အလားပရီးမီးယားလိမှာချန်ပီယံအသင်းတွေကိုပြိုင်ဘက်ကစားသမားတွေကဘေးတစ်ဖက်တစ်ချက်စီကနေတန်းစီပြီးလက်ခုပ်တီးဂုဏ်ပြုကြတဲ့ Guard of Honor ဆိုတဲ့အဆင့်အလားကိုအားလုံးပဲမြင်လို့ကြမှာပါ။ဒါဟာပရီးမီးယားလိချန်ပီယံဆုကိုစုခူးသွားနိုင်တဲ့အသင်းတစ်သင်းအပေါ်ပြိုင်ဘက်တွေက professional ပြီးလေးစားမှုကိုပြသကြတဲ့အလွတ်သဘောဂုဏ်ပြုပွဲအခမ်းအနားတစ်ခုဖြစ်ပါတယ်။ချန်ပီယံအသင်းဟာအိမ်ကွင်းမှာပဲကစားအဝေးကွင်းမှာပဲကစားဒီဂုဏ်ပြုမှုကိုရရှိနိုင်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာမိကွန်းတစ်ခုရှိတာက Guard of Honor ကိုပေးဖို့ Premier League ရဲ့စီးမြင်စည်းကမ်းတွေထဲမှာမဖြစ်မနေထည့်သွင်းပြဋ္ဌာန်းထားသလားဆိုတာပါပဲ။အဖြေကတော့မဖြစ်မနေမဟုတ်ပါဘူး။ဒါဟာကလပ်အသင်းတွေအကြားအပြန်အလှန်လေးစားမှုတက်ကိုပဲအခြေခံပြီးကိုယ်ပိုင်ဆန္ဒအလျောက်လှုပ်ဆောင်ပေးကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင်လီဗာပူးအသင်းချန်ပီယံဖြစ်ချိန်မှာအာဆင်နယ်နီးပြအာဒီတာကသူတို့ဟာပိုကောင်းတဲ့အသင်းဖြစ်လို့ဒါကိုရတိုက်ပါတယ်။တယောက်ယောက်ကကိုယ့်ထက်သွားရင်အဲ့ဒါကိုလေးစားရပါမယ်လို့ပြောပြီးအာဆင်နယ်အသင်းကလီဗာပူးကို Guard of Honor လုပ်ပေးခဲ့ပါသေးတယ်။ဒါပေမဲ့ဒီအစဉ်အလာမှာအားနာစရာကြီးရဆိုတဲ့အမှတ်တရတွေလည်းရှိခဲ့ပူပါတယ်။အဲ့ထဲမှာအဆိုးဆုံးကတော့2013ခုနှစ်တုန်းကအာဆင်နယ်ကနေမန်ယူကိုပြောင်းသွားပြီးချန်ပီယံဖြစ်လာတဲ့ Robin van Persie အမ်မရစ်ကွင်းကိုပြန်လာချိန်မှာပဲအာဆင်နယ်ကစားသမားတွေက van Persie ကိုမျက်စိပြက်မျက်နှာပြက်နဲ့လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပေမဲ့ကွင်းထဲကအာဆင်နယ်ပရိသတ်တွေကတော့တကွင်းလုံးညံအောင်လှောင်ပြောင်ခဲ့ကြပါတယ်။ဒီလို Guard of Honor ကိုအသင်းလိုက်တွေမကပဲနီးပြဆာအဲလက်စ်ဖာဂူဆန်ယာဂန်ကလော့တို့လိုဂန်နဝင်းနီးပြတွေနှုတ်ဆက်ပွဲမှာလည်းလှုပ်ဆောင်ပေးခဲ့ကြသလိုချက်စီးနောက်ခံလူဂျွန်တယ်ရီနဲ့လက်စတာစီးတီးရဲ့ဂျေမီဗာဒီတို့လိုကစားသမားတွေရဲ့နောက်ဆုံးပွဲစဉ်တွေမှာလည်းတဦးချင်းအလိုက်အမတ်တရ Guard of Honor ကိုလုပ်ပေးခဲ့ကြတာတွေရှိပါတယ်။နောက်ဆုံးရအချက်အလက်တွေနဲ့သတင်းဌာနတွေရဲ့သုံးသပ်ချက်တွေအရ2025-2026 ရာသီရဲ့ပရီးမီးယားလိချန်ပီယံဆုကိုပွဲမပြတ်ခင်တရားဝင်စုခူးသွားနိုင်ခဲ့တဲ့အာဆင်နယ်အသင်းဟာလည်းရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ Crystal Palace ကစားသမားတွေရဲ့ Guard of Honor ကိုတေချာပေါက်ရရှိတော့မှာဖြစ်ပါတယ်။အာဆင်နယ်ဟာချန်ပီယံဖြစ်ပြီးသားအဆင့်အတန်းနဲ့တွားရောက်ကစားမှဖြစ်တာကြောင့် Palace အသင်းကချန်ပီယံတစ်ကိုကွင်းနဲ့အဝင်မှာစနစ်တကျလေးစားသမှုနဲ့တန်းစီခုန်ပြကြမှာပါ။ပွဲပြီးမှာတော့အာဆင်နယ်အသင်းကောင်းဆောင်အိုဒီကတ်ကပရီးမီးယားလိဆုဖလားကြီးကိုမြောက်ခွင့်ရတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဒီအပတ်တနင်္ဂနွေနေ့ဟာအာဆင်နယ်ပရိသတ်တွေအတွက်ဂုဏ်ယူဝင်ကြွားစရာရာသီပိတ်ပွဲစဉ်တစ်ပွဲဖြစ်လာတော့မှာအသေးချပါပဲ။